Mingla TPO Lima စင်ကာပူနိုင်ငံကနေမလေးရှားကျောင်းမှာရှိတဲ့ Forest City ကိုလက်ပတ်ခဲ့တဲ့အကြောင်းပြပြသွားမှာပဲဖြစ်ပါတယ်။ Forest City ဟာဆိုရင်မလေးရှားနိုင်ငံကျောင်းမှာရှိတဲ့ Iskandar Puteri ဆိုတဲ့မြို့လေးမှာတည်ရှိပါတယ်။စင်တို့တွေအဲကိုတော့ဖို့အတွက်စင်ကာပူကနေမနက်6နာရီခွဲအစောကြီးအင်ကနေထွက်ခဲ့ပါတယ်။ဦးလန်း6ပွင့်ကနေ3မိုင်ဖြစ်တဲ့အတွက်အိမ်နာကမှတ်တိုင်ကနေပြီးတော့912စီးပါမယ်။မှတ်တိုင်လောက်စီးပြီးရင်တော့6ပွင့်အောင်ရောက်မှာပဲဖြစ်ပါတယ်။စင်ကာပူ immigration ဖြတ်ပြီးရင်တော့ဂျိုဟိုကိုသွားမယ်ဘတ်စကားကိုထပ်စီးရပါမယ်။ဒီခုမြစ်တွင်းနေရတဲ့စင်ကာပူကနေဂျိုဟိုကိုဖောက်လို့နေရထားတဲ့ဟာဆိုလို့ရှိရင်ဇန်နဝါရီ2029မှာပြီးမှာပဲဖြစ်ပါတယ်။ဒီမှာ Facebook ကိုင်စားသားသူတွေဟာယခုဆိုလို့ရှိရင်တော့ visa free နဲ့မလေးရှားကိုသွားလာလို့ရနေပါပြီ။ breakfast ကိုတော့ဒီစမ်းစားပြပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဘန်ဘောကနေကိုကြိုက်တာကိုရွေးပြီးတော့ယူလို့ရပါတယ်အမေလေးအရန်ဆုံးပြီးတော့အရန်လဲစားကောင်းပါတယ်မြန်မာပြည်ကရည်ညှိအသားလေးတို့ပစွန်ဆီလီကွန်တို့တက်ချောက်ပေါင်းတော့အကုန်ရမှာပဲဖြစ်ပါတယ်အေရိုမောမှာခဏလဲပါတယ်မှာဆိုရင်တော့ Chinese New Year အတွက်သူတို့ပြင်ဆင်ထားတယ်ပေါ့နော် decoration လေးတွေပြန်ပွဲလေးတွေလုပ်နေကြတယ်တွေ့ရတယ်Forest City ကိုဆက်ပြီးတော့မောင်းပါတယ် Forest City သွားတဲ့လမ်းတောက်လျှောက်မှာဆိုလို့ရှိရင်ပေါ့နော် Forest City နဲ့ပတ်သက်တဲ့စာတန်းလေးတွေဆိုင်းဘုတ်လေးတွေအကုန်လုံးဒီလမ်းတောက်လျှောက်မှာမြင်တွေ့နေရမှာပဲဖြစ်ပါတယ်ဒီနေရာကိုလူအများကကို City လို့ခေါ်ကြပေမဲ့အနာဂတ်အတွက်စီမံကိန်းသစ်တွေတော့စတင်နေပြီပဲဖြစ်ပါတယ်ကွန်ဒိုတစ်ခုမှဆိုလို့ရှိရင်အထက်ရေပေါင်အထက်40ထိရှိပါတယ်ကျင်းတို့ကတော့ဒီမှာတညတည်းခုခဲ့ပါတယ်booking ကတော့ Airbnb ကနေပဲတင်ခဲ့တာပဲဖြစ်ပါတယ်အထက်ကတော့16ထက်မှာပါForest City ကိုပေါ့နော်အစပိုင်းမှာလူကြီးရဲ့9သိန်းနေထိုင်နိုင်အောင် Mega Future City အဖြစ်စီမံကိန်းဆွဲခဲ့ပါတယ်ဒါပေမဲ့လက်ရှိမှာနေထိုင်သူ9000ဝန်းကျင်ပဲရှိတယ်လို့လူအများပြောကြပါတယ်ဒါကြောင့်လူနေတိတ်ဆိတ်မှုကြောင့်ကို City လို့လည်းခေါ်ကြတာပါအခုအရှိအမြင်တွေ့နေရတဲ့နေရာလေးတွေရာရှိလို့ရှိရင်ပေါ့နော်အဲ့ဒါလေးက Landed House လေးလည်းဖြစ်တာအဲ့ဒါလေး Forest City အတွင်းမှာပဲရှိတာပါအစပိုင်းမှာတော့ foreign millionaire တွေအတွက်ရွေခဲ့ပြီးမှပေါ့နော်အခုတော့ local Malaysian Singaporean buyer long stay resident တွေအတွက်ပိုပြီး affordable ဖြစ်တဲ့ city အဖြစ်ပြန်ညှိနေပါတယ်Mega City မဟုတ်တော့ပဲ Quiet Resort City Beach Retreat Long Term Stay Destination အဖြစ်ပြောင်းလဲဖို့အလားအလာရှိပါတယ်လူအချင်းလို့တဲ့ Quiet Luxury ကိုသဘောကျသူတွေအတွက်အနာဂတ်မှာအသက်ဝင်လာနိုင်ပါတယ်ဒီစီမံကိန်းကိုတရုတ်နိုင်ငံအခြေစိုက် developer ဖြစ်တဲ့ Country Garden ကဆောက်လုပ်ခဲ့တာပါအစပိုင်း vision ကစင်ကာပူရဲ့ Sentosa Gold Flow Luxury Private High-end Living အတွက်ရည်ရွယ်ထားတာပါအခုမြင်နေရတဲ့ Sea Gallery ပုံစံနဲ့အပြင်မှာဆိုရင်တော့30%လောက်ပဲပေးသေးရလို့ဆိုရမှာပါဒီနေရာပေါ့နော် Special Financial Zone အဖြစ်ပြောင်းလဲဖို့အစိုးရဘက်ကစီစဉ်နေပါတယ်ယူရချက်ကလူနေရုံမှာကအလုံးလုံးရတဲ့မြို့တော်ဖြစ်လာအောင်ပါ Forest City မှာ foreigner တွေအတွက် visa အသစ်တွေကိုလည်းစဉ်းစားနေပါတယ်ဒီလို visa season ရှိလာရင် Forest City ကနေရာလူမျိုးမဟုတ်တော့ပဲအလုံးနဲ့လူလာတဲ့ city ဖြစ်လာနိုင်ပါတယ်ပင်လယ်ကမ်းနားကိုဇင်တို့လမ်းလျှောက်ကြည့်တဲ့အခါမှာဇင်တို့ပေါ့ဒီမြန်မာနိုင်ငံမှာရှိတဲ့ကမ်းခြေဖြစ်တဲ့ချောင်းသားတို့မျိုးစာလိုမျိုးခံစားရတယ်လူလည်းမများဘူးပြီးတော့ဒီအဲ့ရလည်း fresh ဖြစ်တယ်ပြီးတော့ပင်လယ်ရေတွေတန်လေးလည်းကြားရတယ်အဲ့ဒီအတွက်ကြောင့်စိတ်ကိုလည်းအရင်ဟိုအနားယူတဲ့ vibe မျိုးရတယ်ပေါ့နော်ကမ်းခြေမှာခဏလမ်းလျှောက်ပြီးတော့ဇင်တို့တွေဖိုက်စာလာနေ Forest City shopping mall တွေကနေပြီးတော့ shopping mall ကဆိုင်မှာထိုင်းဆိုင်မှာစားဖြစ်တယ်ပေါ့နော်မဆိုးပါဘူးစားကောင်းပါတယ်shopping mall မှာပေါ့နော် duty free နဲ့ဝယ်လို့ရပါတယ်လောလောဆယ်မှာတော့အရက်ဘီယာပဲသူတို့ရောင်းသေးရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်တော့ cosmetic perfume luxury 8တွေရောင်းဖို့စီစဉ်ထားတာတွေတွေ့ရတယ်ပေါ့နော်ဇင်တို့သွားတဲ့ရက်ကကြတော့ပေါ့နော် Chinese New Year လည်းဖြစ်တယ်ပြီးတော့ weekend လည်းဖြစ်တဲ့အတွက်ကြောင့်ညဘက်ဆိုလို့ရှိရင်ကမ်းခြေမှာ show တွေလည်းရှိရယ်
ပြီးတော့မီရှူမီပန်းတွေလည်းဖောက်ခွင့်ရှိရပါတော့မီရှူမီပန်းကတော့မလေးရှားဆိုရနေပြီးတော့တရားဝင်ခွင့်ပြုထားရတာပါနောက်နေ့မနက်မှာတော့ဇင်တို့တွေဝါတာဘက်ကိုတောင်းလိုက်ပြခဲ့တယ်ဒီမှာဆိုလို့ရှိရင်ဆွေးမိပူ3ခုရှိရပြီးတော့ဝါတာဘက်တစ်ခုရှိရပေါ့နော်ကိုကနေချင်းပြန်ပဲလာမယ်ဒါမဲ့ဒီမှာရေကူးကန်တို့ဝါတာဘက်တို့ enjoy လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရရပေါ့ဒီမှာလောကကြီးလည်းရှိရပြီးတော့ဒီကလေးဆိုလို့ရှိရင်ကလေးလူကြီးဆိုလို့ရှိရင်လူကိ20ပေးရတယ်ကိုကဒီမှာတဲတယ်ဆိုလို့ရှိရင်တော့ ringgit 15ကျပ်ပဲပေးရပါတယ်ဒီမှာဘောကွင်းတွေရောအကုန်လုံးငါလို့ရတယ်လောကအကြီးအသေးကြိုက်တာငါလို့ရတယ်ပေါ့နော်ဟိုဘက်မှာမြင်တွေ့နေရတော့စင်ကာပူ trust link ပဲဖြစ်ပါတယ်ဟိုဘက်က trust chat point နဲ့ဆိုရင်တော့တော်တော်လေးကိုနီးရလို့ပြောတာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်နောက်ပြီးတော့မပြန်လဲဆောက်တွေ့ကြမယ်